ရင်အစစ်အတုခွဲညီကိုလွေဆုံးဖြစ်တဲ့စားရည်ထဲထည့်ပြီးစစ်တဲ့ညီလေးပြောပြပေးသွားမှာနော်စားကိုတူကလုံးတစ်လုံးစာယူပြီးခွက်ကြီးထည့်ရေကိုခွက်၄ပုံ၃ပုံထည့်ပြီးတော့စားရည်အရေးပြောသွားတဲ့အထိမွေပြီးစားရည်အရေးပြောပြီးဆိုလို့ရှိရင်ကိုစစ်ချင်တဲ့ပရင်ကိုထည့်ပါပရင်ကစားရည်မှာပေါ်ပြီးဆိုလို့ရှိရင်အစစ်ခုဒီမှာကတော့အတူကမရှိထားတော့လေအတူကမရှိထားတော့မပြပေးနိုင်ဘူးဖြစ်နေတာအခုဒါလေးတွေဆိုလို့ရှိရင်လည်းအခုဒီထဲ့မဲ့ဒီကျိုးဆိုလို့ရှိရင်ဆွဲတီတော်တော်ကြီးရေနော်သူဝိတ်ချင်းတော်တော်များတယ်ဒါပေမဲ့သူကသူ့ရဲ့ဒီအရွယ်အစားဘလောက်ပဲကြီးဒါကတော့စားရင်မှာဆိုလို့ရှိရင်အစစ်ဆိုလို့ရှိရင်တော့ပေါ်ကိုပေါ်နော်ဒီမှာပိတ်လက်ကောက်တွေဒီဇယ်လက်ကောက်တွေဆိုလို့ရှိရင်တော်တော်ကြီးတဲ့ဟာလေးတွေစမ်းပြပေးထားတယ်နော်ကဲဒီလောက်ဆိုလို့ရှိရင်အားလုံးပဲပရင်အတုအစစ်ခွဲခြားတတ်ပြီလို့ထင်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်